ရဲ့စာမျက်နှာအလဲပြောင်းတွေကများမင်းရောကျေးစီကိုတကယ်ရောက်ရလားစာမလားတည်မကြကွယ်ပြောက်တဲ့လားအိမ်မက်ကတကယ်ဆိုအပေရောက်တဲ့ညအဆွဲပေါက်တဲ့မင်းသားတွေအသက်သွင်းထားခဲ့တာငါအိယာပေးပတ်လဲကျွတ်တွင်းများနဲ့အေးရမသိငက်တွေတက်နှင်းသွားခဲ့ပြီးတော့သွေးကြောတွေဖောက်ထုတ်တဲ့တစ်ချက်ချင်းဓာတ်နဲ့မနေ့ခင်းမှလာထွက်ဖို့ပန်ပိုးပေးတာမဟုတ်ဘူးကံကြမ္မာမင်းသားကကိုပြန်ထိုးကြွေးတာပိုက်ဆန်တဲ့လူကြားကရန်ညိုတီနိုင်မဲကလွတ်မြောက်ဖို့ပြန်နိုးပေးပါယူကြောင်မှန်ညံမသေးဘူးကြည့်ဖို့မင်းဘဝမှာမင်းကတကယ်မျိုးစီမနှက်ပြန်နိုင်ကိုမျောနေတာလူမျိုးမရွေတက်တန်နဲ့ပင်လည်းကြကမြူကိုလေငါတို့ရဲ့အိမ်ကိုလေနေမကောင်းနဲ့ကြားတယ်ကျေရီလေးတနေ့တနေ့အပြေပြောက်တွေများတယ်ပြေးနေတဲ့လူတယောက်တွေခြေထောက်ကအားပဲအမားတွေကိုမှန်ပြင်းပြေးပြောက်ပါသားတယ်တစ်စီအကြောင်းပဲစားငါရှိကိုပဲတိုးခဲ့ဘာနဲ့မှဖြစ်မရမျက်နာကအိုးမယ်အချက်တရလာထုံးနဲ့လဲပြုံးနေတယ်လို့ပြုံးခဲ့လဲကြရဲ့ပြန်ထားမင်းမကြရှုံးနဲ့အတင်းလာမုန်းတဲ့သူတွေစင်းလာမရှုံးနဲ့နောက်ကျိုးဓာတ်နဲ့ထိုးတာပြင်းစရာအလုပ်ရေခတ်တော့မကြုံမင်းထင်းလာခုတ်လဲငါလဲပဲမပါကြုံတဲ့စာအဖုံးနဲ့ချင်းပြအောင်ဒီတကမညာပါနဲ့လူပတ်ဝင်းကြီးကလည်းဘာသာမဲ့နှလုံးသားနဲ့အုံနောက်ကိုအသာရခွဲအနာကက်ဆိုတာငါအတွက်တော့ကာလာအမဲဘသူစာနာလဲစိတ်တွေပြင်းမန်းနေပြီမြင်သမျှတွေ့သမျှကအသေးစမ်းနေကြည့်အဲ့ဒီလူတွေကြားထဲမှာအစင်တန်းနေရှိသူတို့စိတ်တက်တွေကတကယ်ကိုညှဉ်းနှွမ်းနေပြီမြင်မှာခွင်လန်းနေလဲရှိတယ်မာနာတွေထုတ်ဖို့ပဲလူတွေကြောင့်ရခဲ့တဲ့တန်ရာတွေရှုပ်ရိုးပြက်ခန္ဓာကိုအသက်ဆက်ဖို့စားရမယ်အပုတ်တို့လဲ trauma တွေမျိုးမျိုးကြောင့်ရင်ထက်ဖို့ရုပ်ဆိုးတယ်ကြုံရိုးတယ်ဆွဲအောင်ကြံရက်ကနေတယ်ပန်းတဲ့ကိုမရောက်သေးတော့ခံစင်းမှမနေပဲငါပြုံမားတွေလည်းအမှန်ဖြစ်ပါလေဒီနေ့အောင်နိုင်သူတယောက်ဖြစ်တန်ဟစ်ပါဟဲ့မန်တင်းကပြေးရင်တိမ်လို့ရွေ့တာမွေးကလေးကပါမလာနှိမ့်တယ်လို့စိတ်အသက်ရှင်ပြီးတည်ဆုံးမဲ့အချိန်တိုလေးအမိုးအကာတွေမဲ့နေတဲ့အိမ်အိုလေးငါတို့ရဲ့အိမ်အိုလေးနေမကောင်းနဲ့ကြားတယ်ကျေရီလေးတနေ့တနေ့အသေးပြောက်တွေများတယ်ပြေးနေတဲ့လူတယောက်တွေခြေထောက်ကအားပဲအမားတွေကိုမှန်ပြင်းပြေးပြောက်ပါသားတယ်တစ်စီအကြောင်းပဲစားငါရှိကိုပဲတိုးခဲ့ဘာနဲ့မှဖြတ်မရမျက်နာကအိုးမဲ့အချက်တရလာထိုးနဲ့လဲပြုံးနေတယ်လို့ပြုံးခဲ့လဲကြရဲ့ပြန်ထားမင်းမကြရှုံးနဲ့